ဝဆိုတဲ့ဇာမျက်နှာတွေပေါ်မှာမတူညီတဲ့ဇလံကိုစီနဲ့လူတိုင်းဟာနေ့စဉ်ရက်ဆက်ကိုယ်ပိုင်တိတ်ပဲရှာဖွေရင်းရှင်သန်နေကြပါတယ်ခါနာတာပဲခဏနေပြုတ်သွားမှာပါဆိုပြီးမှတ်မှားပြီးပြစ်ထားမိနေပါလားဒီလိုဆိုရင်တော့သင်ဘဝရဲ့အဓိကဆက်ဆောင်ဖြစ်တဲ့တင့်ကိုယ်တင်ဂရုစိုက်ဖို့မလျော့နေရတဲ့တူတူပါပဲသင်လှုပ်ရှားမှုတိုင်းမှာနာကျင်မှုကင်းမဲ့တဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့ Meditator မှကူညီပြစီ